နောက်ဆုံးတော့တွေးခွင့်ရပြီပဲကျွန်တော်ငငယ်ကလေးကအကိုလုံးရဲ့အကြောင်းတွေကိုကြားဘူးပြီးအားကြခဲ့ရတာပါဒီနေ့တော့နောက်ဆုံးတော့လူကိုယ်တိုင်တွေးခွင့်ရပြီအဲ့ဒီလိုပုံမြင်တွေကိုအားကြစရာဘာရှိလို့လဲမင်းကအခုထိဟန်ဆောင်နေတော့မေးလားမှားကုန်ပြီအကုန်မှားကုန်ပြီဘာမှားလို့လဲဒီလူကအကိုလုံးမဟုတ်ဘူးသူကအောက်ခြေသိမ်းကားပြင်သမားတက်ပဲဒီမှာအကိုလုံးနဲ့အကိုကူဆိုပြီးလာလိမ့်နေတာဟုတ်လားဟုတ်တယ်အကိုကြီးကျွန်တော်အရင်ကအကျိုးဝင်လုံးနဲ့အတူတူတွဲခဲ့တာအကိုကြီးမေးနေပြီလားကျွန်တော်တစ်ချက်ကြီးလိုက်တာနဲ့သူကအကိုလုံးမဟုတ်မှန်းတမ်းသိတယ်သူကမဟုတ်ဘူးပေါ့ဟုတ်တယ်ပြီးတော့ကျွန်တော်တို့ကုမ္ပဏီကခြေထောက်မတန်တဲ့ဦးလေးလေသူကအရင်ကအကိုကူရဲ့လူယုံစောကကျွန်တော်တို့ဖုန်းဆက်မေးကြည့်ပြီးဒါကအကိုကူလုံးဝမဟုတ်ဘူးဒါပေမဲ့အရင်ကသူတို့တွေအကိုကူရဲ့နောက်လိုက်ဖြစ်ခဲ့တာတော့ငါသိတယ်ဒါနဲ့အကိုဟောကအကိုကူနဲ့အကိုလုံးဒီမှာရှိတယ်လို့ကြားလို့ရောက်လာတာလားအကိုဟောကဒီကိစ္စအတွက်ရောက်လာတာလားဒါပေါ့မဟုတ်ရင်ငါသားကိုလာခဲ့တယ်လို့မင်းထင်နေတာလားနေဦးသွားပြီဒီကောင်ကလူလိမ်မဲစောကငါရဲ့အတိတ်ပဲမရှိတဲ့ကောင်တွေလဲသူတို့အချိန်နဲ့လန့်သွားပြီးသူတို့နာမည်တွေကိုအော်ပြီးပြေးထွက်သွားကြတာကောလာဟာလာတွေကအကိုဟောရဲ့အားထဲရောက်သွားတော့အကိုဟောပါအထင်လွဲသွားတာဖြစ်ရမယ်မင်းပြောချင်တာကအကိုဟောကအလကားတက်အလုံးရှုပ်သွားတာပေါ့ဟုတ်တယ်မင်းတို့လိုအရှက်မရှိတဲ့လူလိမ်တွေကြောင့်ပဲကျမအဖေကသမီးကိုကာကွယ်ခြင်းယုံတင်ပါအခုထိနှကန်းကောင်းနေတော့မဲလားငါမင်းလိုအရှက်မရှိတဲ့မိမလက်စားကိုရိုက်တက်မယ်အကိုကြီးကဘာလို့ကျွန်တော်ကိုတားရတာလဲငါကမင်းကိုမေးရမှာမင်းကဘာလို့မိန်းကလေးတယောက်ကိုလက်ပါရတာလဲမဟုတ်ဘူးလေအကိုကြီးသူ့ဖေကအကိုလုံးနဲ့အကိုကူရဲ့နာမည်ကိုအလွဲသုံးစားလုပ်ပြီးလိမ်နေတာလေဒါကြောင့်ကျွန်တော်လက်ပါမိတာပါကိစ္စကရှင်းရှင်းလင်းလင်းမဖြစ်သေးဘူးမင်းဘသူ့ကိုမှလက်မပါရဘူးသမီးလေးသမီးပြောတဲ့သမီးကိုကာကွယ်တယ်ဆိုတာဘာကိုဆိုလိုတာလဲဥက္ကဋ္ဌဘူးသမီးမပြောရဲဘူးသမီးသူတို့ကိုမပြစ်မှားရဲဘူးသမီးလေးသူကဟုံရှမ်းရဲ့လူလို့ကြွေးကြော်နေတာမလားဒါဆိုရင်သမီးအမှန်တိုင်းသာပြောလိုက်စမ်းပါဒါပေမဲ့အဖေကတော်ပြီသမီးကိုကျေးဇူးတင်ပါတယ်အဖေနဲ့ဝါတော်ဦးလေးကသမီးကိုကာကွယ်ဖို့အတွက်တခြားနည်းလမ်းမရှိလို့ကျိုးဝင်လုံးနဲ့ဇော်စန်းဟူရဲ့နာမည်တွေကိုအလွဲသုံးစားလုပ်ခဲ့ရတာပါသူတို့ကသမီးကိုနှိပ်စက်လို့ပါအကိုကြီးသူ့ရဲ့အပေါက်ရှာစကားတွေကိုမယုံလိုက်ပါနဲ့ရှင်းရှင်းလင်းလင်းကြီးသူတို့ကကျွန်တော်သားကိုအနိုင်ကျင့်တာပါဒါကြောင့်ဒီနေ့ကျွန်တော်ရောက်လာတာဟုတ်တယ်သမီးသက်သေပြနိုင်တယ်သူတို့ကကျွန်တော်အကိုကိုရိုက်နှက်ပြီးအခုကျတော့လူဆိုးကအရင်တိုင်ချက်ဖွင့်တယ်လို့လုပ်နေတာရေစရာကောင်းလိုက်တာမင်းတို့မှာသက်သေရှိလားဥက္ကဋ္ဌဘူးကျမမှာသက်သေရှိပါတယ်သူတို့စောကကျမတို့အိမ်ရဲ့နားနေခန်းထဲမှာအကုန်ဝင်ခံသွားကြပြီးကျမတို့နားနေခန်းထဲမှာ CCTV ရှိတယ်ဥက္ကဋ္ဌဘူးခမည်းကြီးလိုက်ပါသူတို့နားနေခန်းထဲမှာဝင်ခံထားတာကဝမ်ချောင်ကခီးမှာသမီးကိုအရင်ဆုံးအနိုင်ကျင့်ပြီးငွေ2006လတောင်းခံခဲ့တာပါဟဲမင်းမှာသက်သေရှိတယ်ပဲထားဦးတော့ဘာဖြစ်လဲမင်းယူနေတာလားဒါငါရဲ့အကိုကြီးကငါအကိုကြီးကဘသူ့ဘက်ကကူညီမယ်လို့မင်းထင်နေလဲအကိုကြီးဒီမိန်းမကအကောင်းဆုံးမသိဘူးအကိုကြီးခမည်းဘာလို့ကျွန်တော်ကိုရိုက်တာလဲမင်းကအကိုလုံးနဲ့တွဲခဲ့ဘူးလေလို့ပြောပြီးမင်းရဲ့အတိတရားတွေကခွေးပိုက်ထဲရောက်သွားပြီလားဘာကိုဆိုလိုတာလဲလုံမှုဖွဲ့ဆိုတာအဲ့ဒီတုန်းကမတရားနှိပ်စက်ခံရတဲ့လူသမားတွေကိုဥဆောင်ပြီးတထေးတွေကိုတော်လန်ဖို့ကြိုးဝင်လုံးတီထောင်ခဲ့တာကွာလုံမှုဖွဲ့ရဲ့နံပါတ်1စီကန်းကအားနည်းသူတွေကိုမနှိပ်စက်ရဘူးဆိုတာပဲမှန်တယ်မင်းရဲ့သားကမိန်းကလေးတယောက်ကိုအနိုင်ကျင့်တယ်6လငွေတောင်းတယ်မင်းတို့မိသားစုကဒီလောက်အထိလူချင်းမှုမရှိဘဲနဲ့ကြိုးဝင်လုံးရဲ့နာမည်ကိုလာပြီးမြင့်